3ရာစုအတွင်း Agrimin Decius လက်ထက်တွင်အသင်းတော်ရင်ဆိုင်ခဲ့ရသောစံရော့သူများအရေး3ရာစုအတွင်းခရစ်ယာန်သမိုင်းမှာအလွန်တုန်လှုပ်စရာကောင်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အလှည့်ပြောင်းတစ်ခုကတော့စံရော့သူများသို့မဟုတ်ယုံကြည်ခြင်းဖောက်ပြန်သူများအရေးဖြစ်ပါတယ် The Lapse လက်တင်လို့ဆိုရင်တော့ Lapsy ဒီပြဿနာဟာအသင်းတော်ရဲ့သမိုင်းမှာအကြီးမားဆုံးသွေးခွဲမှုတွေဝိညာဉ်ရေးရာစိန်ခေါ်မှုတွေကိုဖြစ်စေခဲ့ပြီးအသင်းတော်ကဒါကိုဘယ်လိုဖြေရှင်းခဲ့တယ်လဲဆိုတာအလွန်နက်နဲပါတယ်နံပါတ်1အနေနဲ့ဘာကြောင့်စံရော့သူများဖြစ်လာလဲဆိုတာကိုဆွေးနွေးကြရအောင်300စုအလယ် AD 250ဝန်းကျင်မှာယောမအေဂရစ် Decius ကခရိယန်တွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခဲ့ပါတယ်သူကနိုင်ငံသားအလုံးကိုယောမနတ်ဖျားတွေထံရစ်ပူဇော်ဖို့နဲ့ရစ်ပူဇော်ပြီးကြောင်းတက်တေခံလက်မှတ် Libellus ယူဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်ဒီအခြေအနေကြောင့်ဒီနေရာမှာခရိယန်တွေဟာအုပ်စု၄ခုကွဲသွားခဲ့ပါတယ်အုပ်စုနံပါတ်1ကတော့အာဇာနည်များဖြစ်ပါတယ်သူတို့ကအသက်အသေးခံပြီးယုံကြည်ခြင်းကိုစောင့်ထိန်သူများဖြစ်ပါတယ်အုပ်စုနံပါတ်2ကတော့ဝန်ခံသူများဖြစ်ပါတယ်နှိပ်စက်ညှဉ်းပန်းမှုကိုခံရတော့လည်းပဲယုံကြည်ခြင်းကိုမစွန့်ဘဲနဲ့အသက်ရှင်ကျန်ရစ်သူများဖြစ်ပါတယ်အုပ်စုနံပါတ်3ကတော့စံရော့သူများဖြစ်ပါတယ်သူတို့ကကြောက်ရွံ့ပြီးတော့ယောမနတ်ဖျားတွေကိုအမှန်တကယ်ရစ်ပူဆိုလိုက်တဲ့သူများဖြစ်ပါတယ်အုပ်စုနံပါတ်4ကတော့လက်မှတ်ဝယ်သူများဖြစ်ပါတယ်ရစ်မပူဇော်ပဲအာနာပိုင်တွေကိုလက်ထိုးပြီးတော့လက်မှတ်အတုတွေကိုဝယ်ယူခဲ့တဲ့သူတွေဖြစ်ပါတယ်ဒီလိုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေငြိမ်းအေးသွားတဲ့အခါမှာတော့အုပ်စု3နဲ့4ကစံရော့သူများဟာအသင်းတော်တွေကိုပြန်ဝင်ခွင့်ပြုဖို့တောင်းပန်လာရာကနေပြီးတော့အချက်အတဲစတင်ခဲ့ပါတယ်နံပါတ်1အနေနဲ့အဲ့ဒီအကျိုးဆက်ကြောင့်အသင်းတော်တွင်အစွန်းနှစ်ဖက်သဘောထားကွဲလွဲမှုကိုတွေ့ရပါတယ်စံရော့သူတွေကိုပြန်လက်ခံရေးနဲ့ပြန်ပြီးတော့လက်မခံရေးအပေါ်မှာအသင်းတော်ကောင်းဆောင်တွေကြားမှာအကြီးအကျယ်အငြင်းပွားခဲ့ကြပြီးဝါဒနှစ်ခုကွဲသွားခဲ့ပါတယ်အဲ့ဒီဝါဒနှစ်ခုထဲမှာပထမတစ်ခုကတော့တင်းကျပ်လွန်သောဘက်ဒီဝါဒကိုယောမမြို့ကဓမ္မဆရာ Novatians ကဦးဆောင်ပါတယ်သူတို့ကအသက်ဘေးကြုံရချိန်မှာခရစ်တော်ကိုညှင်းပယ်ခဲ့တဲ့သူတွေကိုအသင်းတော်ကဘယ်တော့မှပြန်လက်မခံသင့်ဘူးသူတို့ရဲ့အဖြစ်ကိုဖျားသခင်ပဲတရားစီရင်လိမ့်မယ်အသင်းတော်ကတော့သူတို့ကိုလုံးဝသာသနာပယ်ရမယ်လို့တင်းတင်းကြပ်ကြပ်ရပ်တည်ခဲ့ပါတယ်တစ်ဖက်မှာလည်းဒုတိယဝါဒီအနေနဲ့ပျော့ပြောင်းလွန်သောဘက် Lessix ဆိုပြီးတော့တွေ့ရပါတယ်အချို့သောဝန်ခံသူများကတော့ဒီဘေးကနေလွတ်မြောက်လာတဲ့သူတို့ရဲ့ဩဇာအာဏာကိုသုံးပြီးသူတို့ကိုတနာညတာသောအဖြစ်ဘာကန့်သက်ချက်မှမရှိပဲချက်ချင်းပြန်လက်ခံလိုက်ပါလို့တောင်းဆိုကြပါတယ်နံပါတ်3အသင်းတော်ကမဟာဗျူဟာမြောက်ဘယ်လိုဖြေရှင်းခဲ့တယ်လဲဒီပရိပခကိုကာတစ်မြို့ကဆရာတော်စိန့်ဖရီယန်နဲ့ယောမဆရာတော်ခေါလီနီယက်စ်တို့ကတမန်ကျမ်းစာသဘောတရားအတိုင်းမျှတသောလမ်းစဉ် via media ဖြင့်အောင်မြင်စွာဖြေရှင်းခဲ့ကြပါတယ် AD 251မှာကျင်းပခဲ့တဲ့ Carthage Council of Carthage ကနေအောက်ပါတိုင်းစနစ်တကျဆုံးဖြတ်ဖြေရှင်းခဲ့ပါတယ်ပြစ်မှုအလိုက်အဆင့်ခွဲခြားခြင်းအသင်းတော်ကစံရော့သူအားလုံးကိုဒန်းတူမတတ်မှတ်ပဲအပြစ်အတူအလျှော့လိုက်ခွဲခြားခဲ့ပါတယ်လက်မှတ်ဝယ်ယုံသာပြုလုပ်ခဲ့သူများ Libellus သူတို့ဟာရုပ်တုရှိမှအမှန်တကယ်ဒူးမထောက်ခဲ့တဲ့အတွက်စိတ်နှလုံးအမှန်တကယ်နောင်တရကြောင်းပြသရင်အသင်းတော်ထဲကိုချက်ချင်းပြန်လည်လက်ခံခဲ့ပါတယ်အမှန်တကယ်ရစ်ပူဇော်ခဲ့သူများ Sacrificati သူတို့ကတော့ခရစ်တော်ကိုပြင်းပြင်းထန်ထန်ညှင်းပယ်ခဲ့တဲ့အတွက်ချက်ချင်းပြန်ဝင်ခွင့်မရဘဲတသက်စာနောင်တရခြင်းကာလ Penance ကိုဖြတ်တန်းစေခဲ့ပါတယ်သူတို့တေခါနီးအချိန်သို့မဟုတ်နောက်ထပ်ညှဉ်းပန်းနှိပ်စက်မှုအသစ်တစ်ခုထပ်မံကြုံတွေ့ရချိန်မှသာပွဲတော်မင်္ဂလာပြန်လည်ပါဝင်ခွင့်ပေးခဲ့ပါတယ်။ဒါကြောင့်အသင်းတော်အနေနဲ့နောင်တရခြင်းစနစ်
The System of Penance ကိုထူထောင်ခဲ့ရပါတယ်ဒီအရေးခင်းကြောင့်ခရစ်ယာန်သမိုင်းမှာအများပြည်သူရှိနောင်နာရခြင်းလှုပ်ထုံးလုပ်နည်း Public Penance ဆိုတာစနစ်တကျဖြစ်ပေါ်လာပါတယ်ပြစ်မှားခဲ့သူတွေဟာအဝတ်စုပ်တွေကိုဝတ်ဆင်ခေါင်းပေါ်ပြာတွေဖြူပြီးမိမိတို့မှားယွင်းကြောင်းကိုအသင်းတော်ရှိမှဝန်ခံကာအချိန်ကာလတစ်ခုအထိဆူတောင်းခြင်းအစာရှောင်ခြင်းတွေနဲ့အသင်းတော်ရဲ့ပြင်ပမှာစောက်ဆိုင်ခဲ့ကြရပါတယ်နံပါတ်၄နောက်ဆုံးအနေနဲ့ဒီဖြည့်ရှင်းချက်ကနေကျွန်တော်တို့ရရှိနိုင်တဲ့ဝိညာဉ်ရေးရာခွန်အားတွေကိုဖော်ပြချင်ပါတယ်အသင်းတော်ရဲ့ဒီလူဖြည့်ရှင်းပုံဟာဒီနေ့ခေတ်အထိကျွန်တော်တို့အတွက်အလွန်ကြီးမားတဲ့သင်ခန်းစာနဲ့ခွန်အားကိုပေးပါတယ်တရားမျှတခြင်းနဲ့ဂရုဏာတော်မျှတခြင်းအသင်းတော်ဟာအဖြစ်ကိုအရေးမယူပဲလစ်လျူမရှုခဲ့သလိုတရားမျှတခြင်းရှိပြီးတော့နောက်နာရတဲ့သူကိုလုံးဝမျောလင့်ချက်မဲ့အောင်လဲပြစ်မထားခဲ့ပါဘူးဒါကတော့ဂရုဏာတော်ရှိခြင်းဖြစ်ပါတယ်ဖျားသခင်ရဲ့အသင်းတော်ဆိုတာဖြောင့်မတ်ခြင်းရှိရသလိုကြာရှုံးသူတွေကိုထူမှတ်ပေးတဲ့နေရာလဲဖြစ်ရပါတယ်ပြီးတော့ဒါဟာအသင်းတော်ရဲ့စီးနှုန်းခြင်းကိုထိမ့်သိမ်းခြင်းဖြစ်ပါတယ်ဆရာတော် Experience ကအသင်းတော်ကိုမိခင်ဖြစ်မတတ်မှတ်သူသည်ဘုရားသခင်ကိုအဖအဖြစ်မတတ်မှတ်နိုင်လို့ကြေညာပြီး Novitians တို့ရဲ့အသင်းခွဲမှုကိုစန့်ကျင်ခဲ့ပါတယ်ရန်သူတွေနဲ့ဖိနှိပ်မှုကြားမှာအသင်းတော်ဟာအချင်းချင်းတန်တရားစိတ်တွေနဲ့ပြိုကွဲမသွားပဲစီကံစနစ်တကျနဲ့ပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါတယ်300စုနှစ်ရဲ့စံရော့သူများအရေးဟာအသင်းတော်ရဲ့တန့်ရှင်းခြင်းကိုထိမ့်သိမ်းရင်းနဲ့ပဲအာနေကြရှုံးခဲ့ရတဲ့ညီကိုမောင်နှမတွေကိုဘုရားသခင်ရဲ့မြတ်တာတော်နဲ့ဘယ်လိုပြန်လဲထူထောင်ပေးရမလဲဆိုတဲ့ပြန်လဲသိမြတ်ခြင်းကျေးဇူးတော်ကိုတည်တည်ထူခဲ့တဲ့သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ကြမယ်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင် like comment share and subscribe bless you all